လူငယ်လေးကနွားကိုကြည့်လိုက်တဲ့အခါသူ့ရေပြားအောင်မှာတောက်ပေါ်နေတဲ့မယုံနိုင်စရာတခုကိုတွားတွေ့လိုက်ရတယ်။တခြားဘယ်သူမှတတိမထားမိပေမဲ့သူကတော့မြင်လိုက်တယ်။အဲ့ဒီနွားထဲမှာရှိတဲ့အရာကသူ့ကိုချမ်းသာစေနိုင်တယ်လို့သူတွေးလိုက်တယ်။သူပြေးသွားပြီးနွားကိုရောင်းဖို့လုပ်နေတဲ့လူတစ်ယောက်ကိုတားလိုက်တယ်။ဒါလေးဘလောက်လဲဗျာလို့သူကမေးလိုက်တယ်။ရောင်းနေသူကတော့နွားကဖျားနေတာမို့လို့တစ်ထောင်ထက်ပိုမတန်ဘူးလို့ပြောလိုက်တယ်။လူငယ်လေးကလည်းချက်ချင်းပဲသူ့မှာရှိတဲ့ပိုက်ဆံတွေအကုန်လုံးထုတ်ပြီးနွားကိုဆွဲခေါ်သွားပါတော့တယ်။တားတတမဓာတ်ကိုပါသူယူသွားသေးတယ်။နွားကိုတိုင်းမှာတွားချပြီးဓာတ်ကိုတင်းတင်းဆုပ်ရင်ဓာတ်တွေအားလုံးမင်းကြောင်ပဲလို့တိုးတိုးလေးရေးယူလိုက်တယ်။ဘာလို့လဲဆိုတော့ဒီချိန်မတိုင်ခန့်လေးရပဲသူ့ကိုလူမိုက်အုပ်စုတစုကဝိုင်းပြီးရိုက်နှက်ထားတာကြောင့်ပါမြေပေါ်လဲကျသွားတဲ့အထိတွန်းထိုးပြီးအသက်ရှူလို့မဝါတော့တဲ့အထိကန်ကြောက်ခဲ့ကြလာပေါ့အဲ့ဒီချိန်မှာပဲရွှေရောင်အလီနန်းတစ်ခုကသူ့မျက်လုံးထဲကိုတဲ့မမဲ့ဝင်းရောက်လာခဲ့တယ်နာကျင်မှုကတော်တော်လေးကိုမခံမရနိုင်လို့ဖြစ်ခဲ့ရတာပေါ့နောက်ဆုံးမှာမျက်လုံးပြန်ဖွင့်ကြည့်တဲ့အခါသူ့ခန္ဓာကိုယ်ထဲမှာတစ်ခုခုပြောင်းလဲသွားခဲ့ပြီလေသူ့အရာဝတ္ထုတွေကိုဖောက်ပြီးမြင်နိုင်သွားပြီပေါ့တခြားသူတွေစီကလျှို့ရွှတ်ထားတဲ့အမှန်တရားတွေကိုသူမြင်နိုင်နေပြီနွားတွေကထူးဆန်းတဲ့အလီနန်းကသူပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီးအဲ့ဒီကနေပဲအရာရာတိုင်းစတင်ခဲ့တာပေါ့နောက်ပိုင်းမှာတော့သူရှာတွေ့ခဲ့တဲ့အရာကိုစိုင်လိတ်တစ်ဆိုင်စီတဲသွားပြီးရောင်းဖို့မျှော်လင့်နေခဲ့တယ်ဆိုင်ရှင်ကတစ်ချက်ကြည့်ပြီး9000ပေးမယ်လို့ပြောတယ်ဒါပေမဲ့လူငယ်လေးကအွန်လိုင်းမှာဇင်းနှုန်းကိုကြည့်ထားပြီးသားလေသူကထောင်လို့အပြက်ပြောတယ်မပေးရင်ထွက်သွားတော့မယ်ပေါ့ဆိုင်ရှင်ကစိတ်လိုပြီးမဲ့လေဘေးချက်နှံချက်ဖြစ်ပြီးသဘောတူလိုက်တယ်အဲ့လိုနဲ့အယောင်းအဝယ်ပြီးသွားလာနဲ့တပ်ပြိုင်နဲ့အမိုးသမီးတယောက်ပြေးဝင်လာပါတော့တယ်သူမကလှပပြီးဝတ်စားစင်ရင်မှုလေကောင်းမွန်တယ်လို့ရှင်းရှင်းလင်းလင်းကိုစိတ်ပူပန်နေပုံရတယ်သူမရဲ့အဖိုးကအသက်အန္တရာယ်စိုးရင်ရလောင်ဖျားနေပြီးနှစ်တရာတန်းရှိတဲ့စေမီတစ်ခုကိုလိုအပ်နေတာပါဆိုင်မှာရှိရင်ချက်ချင်းကို9သိန်းပေးမယ်တဲ့ဆိုင်ရှင်လည်းကြောက်လန့်သွားတာပေါ့သူလျှို့ရွှတ်ထားတာကိုဘယ်သူမှမသိစေချင်ဘူးလေဆိုင်မှာအဲ့လောက်ရှားပါတဲ့ပစ္စည်းမျိုးမရှိဘူးလို့သူကပြောလိုက်တယ်သူမကကန်လန်မှုကို10သိန်းအထိတိုးမြင့်လိုက်တယ်လူငယ်လေးကတိတ်တိတ်လေးရှေ့ကိုတိုးလာပြီးကျွန်တော်ရှားပေးနိုင်ပါတယ်လို့ပြောလိုက်တယ်အမျိုးသမီးကလည်းချက်ချင်းတဲ့သူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်သူလည်းသူ့ရဲ့ထူးဆန်းတဲ့အမင်အာယုံကိုဖွင့်ပြီးဆိုင်ထဲကိုလှည့်ပတ်ကြည့်လိုက်တယ်စက္ကန့်အနေငယ်အကြာမှာတော့သူကဆိုင်စင်မီတစ်ခုပေါ်ကိုတက်ပြီးဒေတာလီတစ်လုံးကိုယူကသူမလက်ထဲထည့်ပြီးလိုက်တယ်သူမဖွင့်ကြည့်လိုက်တဲ့အခါအာခနဲ့အံ့ဩသွားတယ်သူမလိုအပ်နေတဲ့ဈေးမြေကောအဲ့ဒီထဲမှာအတိအကျကိုရှိနေရလေဆိုင်စင်ကတော့သူမအပြည့်ပေးချေသွားတာကိုဘာမှမတတ်နိုင်ပဲစုံနှိမ်စွာကြည့်နေရရုံပဲပေါ့အပြင်ဘက်မှာတော့လူငယ်လေးကသူ့ရဲ့စိတ်လှုပ်ရှားမှုကိုထိမ့်မနိုင်အောင်ဖြစ်နေတယ်ဒီညတော့ခောက်ဆွေးတပေးစားရပြီဘဝကကောင်းတာပဲကွာလို့တိုးတိုးလေးရည်ရွက်လိုက်တယ်အဲ့ဒီအမျိုးသမီးကပဲသူ့စီကိုချင်းကပ်လာပါတော့တယ်